မြတ်စွာဘုရားကဟောထားတာအစွဲ၄မျိုးဥပါဒံလို့ခေါ်တယ်ဥပါဒံဆိုတာဒီဥပအာဒါနဥပဆိုတာပြင်းပြင်းထန်ထန်အာဒါနဆုပ်ကင်ထားတာကဲဘုန်းကြီးတို့တွေစာလို့ပြောနေလို့ငါတို့မှဥပါဒံမရှိဘူးလို့မထင်နဲ့နော်ဥပါဒါနအပြင်းထန်ဆွဲကင်ထားတယ်ဆိုတဲ့သဘာဝတရားဟာနှစ်ခုရှိပါလဲလို့ဆိုရင်တွေ့တာမှုဆိုတဲ့တဏှာရဲ့အမြင်ရဲ့ဒိဋ္ဌိဆိုတဲ့အမြင်ရဲ့လူတွေမှာတွေ့တာမှုကလည်းပဲပြင်းထန်တယ်နော်အမြင်ကလည်းပြင်းထန်တွေ့တာမှုကိုဖြတ်ဖို့ဆိုတာအလွန်ခက်တယ်အမြင်ကိုစွန့်ဖို့ဆိုတာလည်းအလွန်ခက်တယ်အဲ့ဒီနှစ်ခုဟာဥပါဒာနော်ပြင်းပြင်းထန်ထန်ဆွဲကင်ထားတဲ့ဥပါဒာအဲ့ဒီဥပါဒံကိုမြတ်စွာဘုရားက၄မျိုးခွဲဟောတယ်ဆွဲလန်းမှုနဲ့ပတ်သက်ပြီးတော့ဟောတဲ့ဥပါဒံကိုကာမုပါဒံလို့ခေါ်တယ်ကိုယ့်ဘက်ကိုပြန်ပြီးတော့စစ်ဆေးကြည့်ကာမုပါဒံဆိုတဲ့နေရာမှာကာမဆိုတာလူချင်းစရာအာယုန်တွေကိုဥပါဒနာကဆွဲလန်းနေတဲ့တဏှာတဲ့လူချင်းစရာအာယုန်တွေကိုဆွဲလန်းနေတဲ့တဏှာတနည်းအားဖြင့်ပြောမယ်ဆိုရင်ကာမဆိုတာလူချင်းစရာအာယုန်တွေကိုလူချင်းတဲ့တဏှာသည်ဥပါဒနာဆွဲလန်းနေတဲ့အရာဖြစ်တယ်ပေါ့ကဲဘုန်းကြီးတို့တွေလွယ်လွယ်လေးနဲ့ခွာလို့ရမလားကိုယ့်အကိုစဉ်းစားကြည့်နှစ်သက်စရာအာယုန်လေးတစ်ခုကိုနှစ်သက်တယ်ဆိုတဲ့နေရာမှာအဲ့ဒီနှစ်သက်မှုမဖြစ်အောင်လွယ်လွယ်လေးနဲ့ခွာလို့ရမလားမရဘူးမျက်စိကမြင်တဲ့အာယုန်ပေါ်မှာနှစ်သက်တယ်နားကကြားတဲ့အသံပေါ်မှာနှစ်သက်တယ်နှာခေါင်းကရှူရတဲ့အနံ့ပေါ်မှာနော်လျှာကခံစားရတဲ့အရာတော်ပေါ်မှာနေ့စဉ်နဲ့အမျှဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာကာမဂုဏ်အာယုန်တွေနဲ့တွေ့တဲ့အတိုင်းမျက်စိကမြင်နားကကြားအဲ့ဒီအာယုန်တွေပေါ်မှာသွားပြီးတော့တွဲနေတာတွေရှိတာပေါ့အဲ့ဒါတွေကိုမစွန့်လွတ်နိုင်အဲ့ဒါကိုကာမုပါဒံကာမုပါဒံကြောင့်မို့လို့ဒီအာယုန်လေးမြင်နောက်ထပ်ရဖို့အတွက်ကြိုးစားတယ်နောက်ထပ်ရဖို့အတွက်ကြိုးစားတယ်မျက်စိကမြင်ရတဲ့အာယုန်အတွက်နောက်ထပ်ရဖို့နားကကြားတဲ့အသံအတွက်နောက်ထပ်ရဖို့နှာခေါင်းကနမ်းရှူရတဲ့အနံ့ကလေးအတွက်နောက်ထပ်ဘလောက်များဒီဟာတွေအတွက်ဆွဲလန်းမှုရှိသလဲဆိုရင်ကြည့်လေရွှေဆိုင်တွေချမ်းသာနေတာအဲ့ဒါမှလဲမျက်စိကမြင်တဲ့အပေါ်မှာလိုချင်နေကြတာမဟုတ်လားမှန်ပါဗျာအေးကက်ဆက်တွေတို့ MP3 တွေတို့အခုသချင်းတွေဟုတ်လား CD တွေ DVD တွေထုတ်နေတာဘာကြောင့်လဲအတန်ကြောင့်ဟုတ်ကဲ့လားအတန်ကိုတွေ့တာလို့လေ